ရိုးရရွှေစိန်လေးတွေကိုခြေမိုးဂရေဆိုးပြီးတော့မှခြေချကျင်တဲ့ညီမလေးတယောက်ဝယ်ယူအားပေးသွားတယ်လက်ဝိရတနာလေးတွေထဲမှာဘာလေးတွေပါလဲဆိုတဲ့အခါကျတော့ရောင်းချပေးနေတဲ့ပစ္စည်းလေးတွေကပေါ့နော်ရိုးရရွှေစိန်ကိုမှ premium quality တွေကရောင်းချပေးတာဖြစ်ပြီးတော့ပေါ့နော်ဒါလေးတွေဝတ်ထားမယ်ဒါလေးတွေကိုပန်ထားမယ်ဆိုရင်တော့ပေါ့နော်ရွှေနဲ့100%တူတဲ့ပစ္စည်းလေးမို့လို့ပေါ့နော် confident level ယုံကြည်မှုရှိနေပေါ့နော်ရိုးရရွှေစိန်လေးတွေဝတ်ပြီးတော့ရွှေအစ်စ်ဝတ်ထားသလိုဖိနေမျိုးခံစားနေဒီညမလေးတို့လိုပဲနွယ်နီးစီကနေဝယ်ယူအားပေးမှရပါမယ်ဒီကလစ်လေးဆိုလို့ရှင်လေပေါ့နော်တကယ်ကိုမှထူထူထဲထဲအပွင့်လက်ရာကစားတိတက်လောက်ထားပြီး3လက်မကြော်အန်းရှိတယ်ဒီကလစ်ကြီးတစ်ချောင်းဆိုလဲနွယ်နီးမြန်မာငွေကျပ်2000ဆိုလဲရောင်းချပေးတာရဲ့ပြီးတော့ဒီညမလေးဝယ်ယူအားပေးသွားရတဲ့မှာဘာလေးတွေပါလဲဆိုကြတော့10ခွင်းကိုမြန်မာငွေကျပ်3500ကျပ်နဲ့ရောင်းချပေးပါတော့ဒါလေးတွေကနွယ်နီးရောင်းချပေးတဲ့ပစ္စည်းလေးတွေကပေါ့နော်16ပဲရေကာလာအတွက်အခောက်အယောင်တိုင်းပဲပေါ့နော်ရွှေအစ်စ်နဲ့ 100% တူပြီးတော့ပေါ့နော်တကယ်ကိုမှခြေမိုးကလေးဆိုးပြီးတော့မှပေါ့ဝှချခြင်းနဲ့ချစ်ဆုံးလေးတွေမရှိမဖြစ်တဲ့ပေါ့နော်လက်ကောက်လေးပိုလုံးလက်ကောက်ဆိုလို့ကျနေပေါ့နော်ဘယ်တော့မှမယုံနိုင်တဲ့ပိုလုံးလက်ကောက်လေးတခွင်းငမ်းမှုသားအဟမ်းရပိုလုံးလက်ကောက်လေး10ခွင်းပါတယ်ပြီးတဲ့အခါကျတော့မောင်နဲ့9ဖော်လို့နာမည်ကြီးနေတယ်ပေါ့နော်ဟောမှာဖြုတ်လို့တက်လို့ရတယ်အရှင်လုပ်ပေးထားတယ်မောင်နဲ့9ဖော်လက်စွပ်ကလေးကဘယ်နှကွင်းပါလဲဆိုတဲ့အခါကျတငယ်ကြီးတွေပါလက်ဆောင်ပေးဝင်မမရေးနောင်ဘွားကြရွှေဘောဆိုပြီးတော့ပေါ့နော်ဒီလက်စွပ်ကလေး3ခွင်းပြီးတော့နနီကိုပေါ့နော်အခုတလောကဗရမ ्या တွေအရင်ခစ်စားနေတဲ့အခါကျဗရမ ्या အစ်စ်နဲ့ပေါ့နော်လုံးဝ 100% တူတဲ့ဒီဗရမ ्या လော့ကတ်တစ်လုံးပါမယ်ဒီစက်ကြလော့ကတ်ကလည်းနည်းဒီမှာ best seller ဖြစ်ခဲ့တာပေါ့နော်ဒါအခုမှပြန်ဝင်လာတဲ့စက်ကြလော့ကတ်ကလေးကိုဒီလိုမျိုးပေါ့နော်ကျိုးကပေါ့နော်တကယ်ကိုမှရွှေဆိုင်ဒီမှာနောက်ဆုံးပေါ်ထွက်ရှိထားတဲ့အကျိုးအတိုင်းပေါ့နော်အထည်ရတဲ့တူတဲ့ဒီကြိုးကြီးနဲ့အတူဝယ်ယူအားပေးသွားတာဖြစ်ပြီးနောက်ထပ်ကကြတော့ပေါ့နော်အယောင်အာမခံတဲ့မူလီရေးအသားတစ်စိတ်ပါတယ်ပြားအောင်ငကကြီးတရံနဲ့အတူရဲပေါ့နော်အခုလိုမျိုးပေါ့နော်ရွှေနေရာမှာအစားထိုးပြီးတော့ပေါ့ခြေမိုးကလေးဆိုရင်လည်းညီမလေးတယောက်ကအခုလိုမျိုးပေါ့နော်အများကြီးကိုမှပေါ့နော်မြန်မာငွေကျပ်ပေါ့နော်သိန်းကနန်းလေးနဲ့ဝယ်ယူအားပေးသွားတာဖြစ်တသိန်းကြော်လေးနဲ့ဝယ်ယူအားပေးသွားတာဖြစ်တဲ့အတွက်ကျန်တဲ့ချစ်ဆုံးလေးရဲ့လည်းအခုလိုမျိုးပေါ့နော်ရွှေနေရာမှာအစားထိုးဝစ်ဖို့ရွှေအစားထိုးလုပ်ရတနာလေးတွေကိုမှပေါ့နော်ရွှေအစ်စ်နဲ့100ခိုင်နှုန်းတူတဲ့ပစ္စည်းလေးတွေကိုပစ္စည်းမှန်စင်းနှုံမှန်နဲ့ရချင်နေဆိုရင်တော့ဒီညမာလေးတွေလိုပဲ Viber 39606063မှာဆက်သွယ်စုံနဲ့မြင်မြန်ပြီးဝယ်ယူအားပေးလို့ရပါတယ်ဒါလေးတွေရောင်းချပေးတဲ့အခါမှာနော်နေရတော့ပေါ့နော်ဒလီရောက်တဲ့မြို့တိုင်းကိုအိမ်ရောက်ငွေစင်းနဲ့ရောင်းချပေးတော့ညာလဲပို့ဆောင်တဲ့ကဆက်သွယ်ရလွယ်ကောစီပို့ကလေးကိုယူပါလေချင်းပို့ကလေးတွေရောက်ပြီးဆိုတာနဲ့တက်ဆိုင်ရဒလီနဲ့အပြီးတော့ချစ်ဆုံးလို့တဲ့ထက်ကို3-5ရောက်ဖို့ကြောင့်လဲတည်င်းကောင်းလေးပါချင်ပါတယ်ရှင်တကယ်ကိုမှနော်နေရပစ္စည်းလေးတွေကိုဟဲအပြင်မှာလှရလားလို့စိတ်ပူနေမဲ့အစားပေါ့နော်အမြင်ဆုံးပဲဝယ်ပြီးတော့မှပေါ့နော်ရွှေအစားထိုးလုပ်ရတဲ့နာလေးတွေကိုတော့ခြေမိုးကလေးဆိုးမှဝှချင်တဲ့နော်နေစီရပဲဝယ်ယူအားပေးမှရပါမယ်